Hello ကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ဂမ်ဘီယာစွမ်းရည်နဲ့စီသမားဆိုတဲ့ဇာတ်ကားရဲ့အပိုင်း19ကို recap လုပ်ပြီးတော့မှာပါအပိုင်း19ရဲ့အစမှာတော့အစိတ်ဝိညာဉ်ကိုအမိရဖန်ဆုပ်နိုင်လိုက်ပြီးမယ်သူမမျက်နှာကိုကင်မိလိုက်လို့တိုက်ခိုက်ခံလိုက်ရပါတယ်ပြင်းချက်ကပြန်ပြီးသတိရလာတော့ငါမထင်ထားဘူးငါရဲ့စစ်မှန်ချီစွမ်းရည်နဲ့တိုက်ခိုက်ခံရတာတော့မသေးပဲ3ရက်အတွင်းပြန်ကောင်းလာတယ်လို့သူမကစပြောတယ်မင်းငါ့ကိုပူပေးပြီးဒီမှာတစ်ချိန်လုံးထိုင်ဆောင်နေကြရလားကျေးဇူးပါပဲနတ်မိမေလီလို့ပြောတော့ငါတို့ကိစ္စမရှိတော့ဘူးစိတ်ချငါဂရီကိုမိမမဟုတ်ဘူးလို့ပြောရင်းနဲ့သူမကထွက်သွားပါတယ်မော်လီကထွက်လာပြီးတော့မဟာဗုဒ္ဓလမ်းစဉ်ကိုမကြည့်ငယ်ဘူးဆိုရင်နင်ခုနကတင်နေလောက်ပြီးတိလာမြန်ထပြီးတော့ကျင့်ကြံရေးကိုဆက်လုပ်လို့ပြောပါတယ်ရင်းချက်ကဆက်ပြီးလေ့ကျင့်နေရင်းနဲ့အချိန်တစ်ခုကြာပြီးတဲ့နောက်မှာတော့ဝင်ဝင်အဆင့်ကိုရောက်ရှိသွားပါပြီဓာတ်ရှိကိုလည်းကင်ပြီးတော့ခုံနိုင်သွားတယ်နှစ်လပဲရှိသေးတယ်နင်ကပထမအဆင့်ကိုရောက်သွားပြီဒါပေမဲ့ဓာတ်ကိုကင်နိုင်တာပဲရှိသေးတာအဲ့ဒါနဲ့အခြားသူကိုအနိုင်ယူဖို့ဆိုတာမသေးကြသေးဘူးနင်ဆက်ပြီးလေ့ကျင့်ရမယ်နင်ဆိုတဲ့ကောင်ကိုအပိုတွေပြောမနေတော့ဘူးဓာတ်တိုင်းတစ်ခုထပ်တင်ပေးမယ်နာမည်ကကောင်းကင်ဝင်ပလီထောင်နတ်ဖျားကန်ဝင်ကျန်းလို့မော်လီကပြောတယ်အခုဆိုရင်တော့မူးယုံကြီးနဲ့ပြန်ရမယ့်ရက်ကိုရောက်လာပါပြီမင်းရဲ့လက်နက်ကိုအရင်ပြကြည့်ပါအောင်လို့ရွေးချယ်ကိုပြောတော့မင်းနဲ့တိုက်ခိုက်ဖို့အတွက်လက်နက်မလိုဘူးလေလို့ရေမော်ပြီးပြောလိုက်ရင်းနဲ့အချိန်ကြာလာပြီဖြစ်လို့တိုက်ပွဲကိုစတင်ကြပါတယ်ပထမဆုံးရွေးချက်ကစတိုက်လိုက်ပြီးကာကွယ်ကိုထိုးပေါက်လိုက်လို့အခုမင်းကိုတင်ကန်းစာပေးပြမယ်ဆိုပြီးတော့မူးယုံကြီးကအရေးဖမ်းချေလန်းနဲ့အရက်ရှိမျက်နှာလောက်ကနေမရက်မနာအလင်းမြန်တိုက်ခိုက်တယ်ဘေးကိုပါစွမ်းရည်နေလေးထွက်သွားပြီမယ်ရွေးချက်ကခံနိုင်ရင်ရှိနေတော့မှအဆင့်9ဆင့်အောင်နေတဲ့ရင်းချက်ကိုထပ်ပြီးတော့တိုက်ခိုက်နေတော့လက်နက်ထုတ်လိုက်လို့ရင်းချက်ကိုပြောပေမဲ့ရင်းချက်ကရှောင်မဲရှောင်နေပြီးတော့ကျဲနက်ဖျားအရေးငကားပြရဲ့ပိုင်နက်ပင်လယ်တို့နဲ့တိုက်ခိုက်လိုက်တဲ့အချိန်မှာဒဏ်ရာရသွားပါတယ်ငကားပြရဲ့ပိုင်နက်ပင်လယ်တိုင်းပညာဆိုတာမူယုံမိသားစုရဲ့အတန်မာဆုံးတိုင်းပညာတွေကတစ်ခုပါတိုက်ခိုက်ခံရတဲ့လူကစုပ်ပြတ်သွားမှာဖြစ်ပေမဲ့ရင်းချဲကတော့မတ်တက်ရက်နေနိုင်ပါသေးတယ်မင်းတို့မိသားစုရဲ့လက်နက်ကိုတုံးပြီးပြီလားကျေးဇူးပဲလို့ရင်းချဲကပြောလိုက်ပြီးတော့ကောင်းကင်အစဉ်ဒန်နာအီလာဓာတ်သခင်ရဲ့ဓာတ်ကိုထုတ်ပြလိုက်ပြီးအခြားသူတွေကအံ့ဩပြီးရင်အံ့ဩကုန်ကြပါတယ်ကိုနှိမ့်ချပြီးတော့နေတယ်နိုးထားလာတဲ့အချိန်ကြာအံ့ဩစရာပဲ3လထဲနဲ့ဘလို့လုပ်ခဲ့တာလဲလို့ဆက်ရင်သခင်တို့ကတွေးနေတော့မင်းကိုမထင်ထားခဲ့ဘူးတော်တော်အရှက်မရှိတာပဲမူးယုံကြီးလို့ရင်းချဲကပြောပြီးတော့ထိတ်တိုက်ရင်ဆိုင်ပြီးတော့ခုတ်လိုက်တဲ့အချိန်မှာဝိညာဉ်တန့်စင်ငကားအရေးဖြစ်တဲ့စမ်းကျင်နန်းတော်ရဲ့အကောင်းဆုံးလှန်တိုင်းကျင့်စဉ်တားမြစ်ထားတဲ့ကျင့်စဉ်နဲ့ပြန်ခုခံပေးမယ်လေနောက်ဆုံးမှာတော့ရင်းချက်ကအနိုင်ရရှိသွားပါတယ်အားလုံးကအရန်မိုက်တာပဲတိုက်ပွဲမှာစိတ်ဝင်စားအောင်လုပ်နိုင်တယ်လို့ဆိုပြီးတော့ဝိုင်းချီးကျူးရရင်ဒီနေ့ရင်းချက်ကအနိုင်ရခဲ့တယ်အခုကစပြီးအတွင်းဆိုင်ရဲ့တရားဝင်တပည့်ဖြစ်သွားပြီအထူးအနေနဲ့ချမ်းဖုံစမ်းကျင်နန်းတော်ရဲ့အရင်းမြစ်အားလုံးကိုအသုံးပြုနိုင်တယ်လို့ဆိုင်ရင်တခင်ကကြေညာလိုက်တော့အခြားသူတွေကလည်းလေးလံတဲ့ဓာကြီးကအရန်မိုက်တာပဲဆိုပြီးလက်နက်တွေယူဖို့လုပ်ကြပါတယ်ညဘက်ကိုရောက်တော့ကျွန်တော်ပြိုင်ပွဲမှာအထိုးခံရတဲ့အချိန်တုန်းကအမဘလို့ခံစားရလဲဆိုတော့ငါ့ကိုဂတိတစ်ခုပေးပါအနာဂတ်မှာဘာကိစ္စပဲဖြစ်လာမင်းရဲ့လုံခြုံရေးအတွက်ပဲဦးစားပေးပါလို့ပြောလို့ချင်းချက်ကဆရာတူအမကျွန်တော်ကိုလိုအပ်တဲ့အချိန်မပါဘူးနော်ဆိုပြီးယဉ်ချက်ကဖတ်ထားလိုက်ပါတယ်အဲ့လိုနဲ့ကြည်နူးနေမယ့်အချိန်မှာပဲစိုင်ရင်တခင်ချင်းကရောက်လာလို့ရှက်ကိုရှက်ကန်လေးဖြစ်သွားကြပါတယ်ရွှေရိုးကထွက်သွားတဲ့အချိန်မှာစိုင်ရင်တခင်ချင်းကမင်းဘာလုပ်နေတယ်ဆိုတာမင်းသိလားလို့မြည်တော့နှစ်ဦးသားမျက်နှာကြတာပါအမကဆရာရဲ့သမီးများလားလို့ဆိုလို့မင်းတကယ်ဘာမှမသိဘူးပဲကောင်းလေမင်းကရှားပါတဲ့ပါရမီရှင်တယောက်ဆိုတာငါဝန်ခံတယ်ဒါပေမဲ့ရွှေရွရဲ့ရှူတော့ငါဆိုရင်မင်းကဘာမှမဟုတ်ဘူးအခုကအမှန်တိုင်းပြောမှရတော့မယ်မင်းသမီးဘွဲကချမ်းရွယ်ပဲတော်ဝင်မိသားစုလက်ရှိအခြေအနေကိုသိလားဆိုပြီးတော့ရှင်းပြလိုက်တော့ဒါကြောင့်အမရဲ့စိတ်ထဲမှာအမြဲတမ်းပူဆွေးမှုတွေကဖုံးကွယ်ထားတယ်ဆိုတာထင်ရှားနေတာကိုထမ်းချမ်းဆိုင်ရင်ဆိုတာချမ်းဖုံးအဆင့်တိုက်ပွဲတွေကိုလက်ခံကျင်းပပေးတဲ့နေရာလားလို့ရင်းချက်ကပြန်မိတယ်ဆရာတူအမကျွန်တော်ကိုရွေးခဲ့တာကအရေးအချင်းနဲ့အဆင့်ကြောက်လားလို့ဆိုတော့အစကဟုတ်တယ်အခုကမင်းငါထက်ပိုသိနေပြီလေငါပြောတင်တာအကုန်ပြောပြီးပြီတကယ်လို့ခိုင်လုံတဲ့အကြောင်းပြချက်နဲ့အဖြေမရှိဘူးဆိုရင်ရွှဲရိုးနဲ့ဝေးနေပါအဲ့ဒါကသူမအနာဂတ်နဲ့မင်းရဲ့အသက်အတွက်ပဲဖြစ်တယ်လို့ဆိုင်ရင်တခင်ချင်းကပြောလိုက်ပါတယ်ဟုတ်ကဲ့ပါအပိုင်း19ကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာဟယ်လိုကျွန်တော် channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ဂမ်ဘီယာစွမ်းရည်နဲ့စေသမားတော်ဆွဲဇာတ်ကားရဲ့အပိုင်း20ကို recap လုပ်ပြီးတော့မှာပါအပိုင်း20ရဲ့အဆောင်မှာတော့အင်ရှိဆန်နဲ့တတိယမင်းသားရဲ့ဖိတ်စာကအချိန်တူတူပဲဒါကိုကြည့်ရင်ဒါကတစ်ဖက်မှာရက်ဖို့အတွက်ဖိအားပေးနေတာပဲမင်းနောက်မဆုပ်ချင်ရင်ဒီလိုစိန်ခေါ်မှုမျိုးကိုရင်ဆိုင်တက်အောင်သင်ယူရမယ်ထပ်ပြီးတတိထားအမဲ့သူကဖန်ထန်းကိုင်းရဲ့သခင်လေးဖန်ကျွေချမ်းမယ်သူကအရင်တစ်ခေါက်လှည့်ကြပြန်ပွဲရဲ့စတုထဖြစ်နေပြီးသူ့ရဲ့ဆွမ်းအားကမင်းကိုတစ်လေးတည်သွားအောင်လုပ်နိုင်တယ်လို့တခင်ချင်းကပြောသွားတယ်အဲနောက်မှာတော့အပြင်ဘက်မှာရွှေရိုးနဲ့တွေ့ပြီးတော့မင်းသား2ယောက်ဖိတ်စာမှာဘသူရှိသွားရမလဲလို့ရင်းချက်ကမေးတော့ဘာလို့ဒီပဋိပက္ခတွေဝင်ပါရတာလဲကြောက်ဖို့ကောင်းမှန်းနေလုံးဝမသိပါဘူးဆိုလို့မင်းသမီးချမ်းရဲ့အမကအခက်ခဲတွေမတုံးမဆုပ်ပဲကျွန်တော်နဲ့အတူရင်ဆိုင်ခဲ့တာရိုးရိုးလေးသဘောကျလို့ထင်နေခဲ့တာအတုံးချအောင်တက်တက်ပဲရှိခဲ့တာလို့ပြောသွားတော့ရွှေရိုးကလည်းဝမ်းနေသွားပြီးတော့ထိုင်ကုန်နေပါတော့တယ်ခဏကြာတော့ရင်းချက်ကပြန်ရောက်လာပြီးတော့အမမျက်ရည်တွေကိုမြင်လာနေတယ်နားလဲပါပြီလို့ပြန်ပြောတော့ငါစီကထွက်မသွားပါနဲ့ဆိုပြီးရွှေရုပ်ကဖတ်ထားလိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့ရင်းချက်ကိုဘရင်ကြီးစီကိုခေါ်သွားပြီးဆရာတူမောင်လေးရင်ကတိုင်းပညာပါရမီရှိတဲ့အပြင်စေပညာလည်းကျမ်းကျင်တဲ့နတ်စီသမားတော်ပဲဒီနေ့ခမဲတော်ရဲ့ယောဂကိုကုသခိုင်းစီခြင်းလို့ပဲလို့မင်းသမီးကဆိုတယ်။ကဲဟုတ်ပါပြီလို့ပြောတော့ဘ
ရင်ရဲ့သွေးခုန်နှုန်းကိုစမ်းကြည့်လိုက်ပြီးဘရင်မင်းမြတ်ယောဂါကရိုးရိုးယောဂါဖြစ်တာမဟုတ်ဘူးတယောက်ယောက်ကလူပိုးကောင်ထည့်ထားတာသူကရှင်သန်မှုအတွက်လူနှလုံးကိုအားကိုတယ်ဒါကြောင့်အားနေပြီးအမြန်အောင်မင်းနေတာလို့ပြောလို့ကိုတော့မှာကူပိုးကောင်ရှိနေရင်တမားတော့ကူချိုးဟုံကမတွေးနိုင်စရာအကြောင်းမရှိဘူးလေလို့ဆိုတော့ဘရင်မင်းမြတ်ရဲ့ရင်ဝါကအမာယုတ်ကိုခွဲခွင်းပြပါဒီလိုခွဲခွင်းပြလိုက်ရင်ပိုးကောင်ကထွက်လာပါလိမ့်မယ်ဆိုပြီးတော့ဘရင်ကြီးတဲ့သဘောတူလိုက်ရင်လည်းစပြီးတော့ခွဲကြပါတယ်ပိုးကောင်ကတဖြည်းဖြည်းနဲ့ထွက်လာပြီမြဲရွှင်းချက်ကမထုတ်လိုက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ပိုးကောင်သာတည်သွားရင်လူကလည်းလျှက်တစ်ပြက်အတင်းတည်သွားနိုင်တာမဟုတ်လို့ပါဒီပိုးကောင်ရဲ့တက်တန်က15နှစ်ပဲရှိတာပါဘရင်ကိုယ်ထဲမှာနေနေတာက3နှစ်ရှိသွားပါပြီပိုးကောင်ကိုထည့်ဖို့ဆိုဘရင်မင်းမြတ်ရဲ့ရင်ဘက်ကအမာယုတ်ဖြစ်အောင်လုပ်တဲ့သူကပိုးကောင်သွင်းတဲ့သူပဲလို့ရင်းချက်ကရှင်းပြလိုက်ပါတယ်ကိုတော့အစတွေကတီးခဲ့တင်တာပါကိုတော်ကတမားတော်ကူကိုလွယ်လွယ်လေးယုံမိသွားပြီးဒုက္ခရှာမိသွားတာလို့ဘရင်ကြီးကပြန်ပြောတယ်ဒါပေမဲ့ကျွန်တော်သိချင်တာတစ်ခုရှိတယ်မေးတဲ့မမေးတဲ့မသိဘူးဆိုတော့အခုကိုတော့မှပြောလို့မရတဲ့စကားရှိသေးလို့လားမေးလို့ရပါတယ်လို့ဆိုတော့ကူဘိုးကောင်ရှိတဲ့သူကတေချာပေါက်တေးမှဆိုပေမဲ့တက်ရောက်မှုနေပြီးတော့အချိန်လိုတယ်နန်းလူပွဲကပြင်းထန်နေခဲ့တာကြာပြီဘာလို့ပုံမြန်တဲ့နီလန်းကိုမတုံးတာလဲလို့ရင်းချက်ကမေးတယ်ကိုတော့ရဲ့ဘိုးဘေနဲ့ထန်းကျန့်ဆန်ရင်ရဲ့ဘိုးဘေကြီးတို့ကညီနောင်တွေလိုရင်းနေတယ်ဒီထန်းကျန့်တောင်ဆန်ရင်ကတော်ဝင်မျိုးနယ်ရဲ့ကာကွယ်ရေးကိုင်းဖြစ်နေခဲ့တာကြောင့်ပဲအခြားကိုင်း၃ကိုင်းကထန်းကျန့်တောင်ဆန်ရင်ကိုမထိရဲလို့ပဲလို့ဘရင်ကပြောနေချိန်မှာထန်းကျန့်တောင်ဆန်ရင်ကအလှည့်ကျပြန်ပွဲဖိတ်စာပို့ဆောင်လာလို့သူမတို့နှစ်ယောက်ကအပြင်ကိုတောထွက်ယူပါတယ်ထန်းကျန့်တောင်ရဲ့တခင်လေးလင်ရွင်နဲ့တွေ့တော့မင်းသမီးချမ်းရွက်ရဲ့အလှတရားကိုထပ်မြင်နိုင်ဝင်ရတာကဂုဏ်ယူစရာပါသူကကျွန်တော်ရဲ့ညီလေးလင်ကျဲပါလို့မိတ်ဆက်ပေးတယ်မမကလှပြီးတော့အတန်ကချိုလိုက်တာကျွန်တော်ကိုလက်ထပ်ပြီးတော့ကျွန်တော်ဇနီးလောက်ပါလားလို့ပြောလို့ဒီကညီလေးလက်လျှော့လိုက်ပါတော့ဘာလို့လဲဆိုတော့မင်းသမီးမှာပိုင်ရှင်ရှိနေပြီမလို့ပဲလို့ဆိုပြီးရင်းချက်ကသူမလက်ကိုကင်ပြလိုက်ပါတယ်မင်းသမီးမမနဲ့မထိုက်တန်ပဲအဲ့လိုလုံးเสียလားကျွန်တော်ကလည်းကလေးမဟုတ်တော့ဘူးအားကောင်းတဲ့ယောက်ျားဆိုတာသိစေရမယ်ဆိုပြီးတော့လင်ကျဲကဓာတ်ကိုထုတ်တော့ဒီလင်ကျဲကျင့်ကြံတဲ့ဂမ်ဘီယာကျင့်စဉ်ကအရန်ပူကြတဲ့9ကွက်လောက်တောင်နင်တောင်းခံနိုင်မှာမဟုတ်ဘူးလို့မော်လီကပြောတယ်အဲ့တော့မှမင်းရဲ့အကိုတားတာမှန်တယ်ဒါကတော်ဝင်နန်းတော်ထဲမှာဆိုတော့ဓာတ်3ချက်စီနဲ့ပဲပြန်ကြမယ်ငါမတားနိုင်ဘူးမင်းလည်းမင်းရဲ့မမကိုလက်ထပ်ဖို့သဘောတူတယ်လို့ရင်းချက်ကပြောလိုက်ပါတယ်ဒါကြောင့်သူတို့နှစ်ယောက်ပြိုင်ဖို့သဘောတူလိုက်ပြီးကောင်းကင်တကိုးဓာတ်တိုက်ကွက်တောင်ဖောက်ချင်တဲ့လင်ကျဲကစပြီးတော့တိုက်ကွက်ပြင်တော့ငါတွက်ကိမှားသွားပြီးပထမတစ်ကွက်နဲ့တင်အားကုန်300တော့မယ်ထင်တယ်လို့ရင်းချက်ကတွေးလိုက်ရင်းနဲ့ပထမတစ်ကွက်ကိုတော့တားလိုက်နိုင်ပါတယ်နောက်ထပ်ကောင်းကင်တကိုးဓာတ်အစီရင်စက်တီရေကတောင်းကနေဖြစ်ချင်းတိုက်ကွက်နဲ့တိုက်ပြီးမယ်လှက်ကွက်သုံးပြီးတော့ရွှင်းချက်ကထပ်ပြီးတော့ရှောင်းလိုက်နိုင်ပြန်ပါတယ်ကျွန်တော်အစွမ်းကုန်တော့မသုံးရသေးဘူးဒီတစ်ခါခမားဘလို့ကမလဲကြည့်မယ်လို့ပြောပြီးတော့ကောင်းကင်တကူအဆုံးသက်တာနေကိုထိုးပေါက်ခြင်းတိုင်းကွက်နဲ့အပြင်းထန်တိုက်ခိုက်တဲ့အချိန်မှာတော့ရွှင်းချက်ကအားကုန်ခုခံလိုက်ပြီးတော့အလင်းအမြန်နဲ့ပြန်တက်ခိုက်လိုက်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအပိုင်း20ကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာ